တိခါတက်တယ်ဆိုပြီးထက်ပြီးတိခါထက်ကြတာဘာဖြစ်လို့လဲတိတ်ကထက်တာကတော့လေဟိုပါပေါ့နော်အဲ့တော့မဟာသီဆရာတော်ကြီးလည်းအချိန်ချင်းဩဝါဒပေးပါဒီကိစ္စအောင်ဆရာတော်ကြီးလည်းပြောဓမ္မတူတာဆရာတော်ကြီးတို့လည်းပြောပါတယ်ဒီတိတ်ကထက်တဲ့ပတ်သက်ပြီးတော့တိတ်ကထက်တယ်ဆိုတာဥစ္စာလေဒီဆရာတော်ကြီးတို့လည်းပြောတယ်ဘာပြောတယ်လဲတိတ်ကထက်တယ်ဆိုတာကတန်တရားရှိလို့ဥစ္စာတို့ရဟန်းခံတဲ့အခါမှာအင်္ဂါ၅ပါးရှိတယ်ပရိသတ်နော်ပရိသတ်ကပြည့်စုံရမယ်လို့ပြောတယ်ပရိသတ်ပြည့်စုံရမယ်ဆိုတာကရဟန်းခံတာကအနည်းဆုံးမြန်မာနိုင်ငံမှာရဟန်းခံရင်ရဟန်းစစ်စစ်၅ပါးလိုတယ်နော်အိန္ဒိယနိုင်ငံဗုဒ္ဓဂယာမှာရဟန်းခံမယ်ဆိုရင်ရဟန်းစစ်စစ်10ပါးလိုတယ်ဗုဒ္ဓဂယာမှာရဟန်းခံတဲ့လူတွေက10ပါးမရှိရင်ရဟန်းခံလို့မရဘူးဒါမှရဟန်းစစ်စစ်နော်ရဟန်းစစ်စစ်ရဟန်းအဖြစ်တဲ့ပုဂ္ဂိုလ်10ပါးပြည့်ဖို့လိုတယ်အဲ့တော့ရဟန်းခံတဲ့အခါမှာတပါးတလေကရဟန်းမဖြစ်ဘူးခဲ့ဘူးဆိုရင်10ပါးနဲ့ရဟန်းခံတယ်အိန္ဒိယပေါ့နော်ဒီမြန်မာနိုင်ငံမှာမြန်မာနိုင်ငံသူနိုင်ငံသားတချို့အိန္ဒိယသွားပြီးရဟန်းခံကြတာရှိတယ်တန်ခါ10ပါးကွက်တိနဲ့ရဟန်းခံတယ်အဲ့တန်ခါ10ပါးထဲမှာတပါးကများရဟန်းမဖြစ်ခဲ့ရင်အဲ့ဆိုရင်10ပါးမပြည့်တော့ဘူးအဲ့ဆိုရင်အဲ့ဒီယဟန်မဖြစ်တော့ဘူးမြန်မာနိုင်ငံမှာလည်းတန်ကအနည်းဆုံး၅ပါးပါရမယ်အဲ့တော့၅ပါးမှာတပါးလောက်ကများပါရာဇိကကြနေခဲ့ရင်သို့မဟုတ်တပါးလောက်ကများယဟန်မဖြစ်ခဲ့ရင်အဲ့ဒါရင်၄ပါးဖြစ်သွားရော့သွားပြီအဲ့ဒါရင်ယဟန်မဖြစ်တော့အဲကြောင့်တို့နံပါတ်1ပြိဿပြည့်စုံရမယ်အနည်းဆုံး၅ပါးပြည့်ရမယ်ယဟန်စစ်စစ်နော်ယဟန်စစ်စစ်၅ပါးရှိရမယ်ပါရာဇိကမကြဘူးယဟန်လည်းဖြစ်ရမယ်၅ပါးဖြစ်ရမယ်အဲကြောင့်တို့တန်ကများလေကောင်းလေယဟန်ခံရင်လေတချို့ကဟိုတိမ်စင်းလောက်မှဆိုတော့လေတန်ကကတ်တက်နဲ့လောက်ကြတယ်ဟိုသိသိမလောင်းနိုင်မှာဆိုလို့ဥစဉ်အကြောင်းပါဆိုပြောတယ်မဟုတ်ဘူးအကုန်တက်ဥစဉ်နေအကုန်တက်ရတယ်ဒါလည်းဘုဒ္ဓတတ်မှတ်ထားပါဥစဉ်အကြောင်းနိုင်မှာဆိုရင်ယဟန်တရားရှိတယ်ယဟန်တရားအကုန်တက်ရတယ်ယဟန်ကမ္မတက္ကရာကမကိုလည်းပြောတယ်ဥစဉ်အကြောင်းနိုင်မှာဥစဉ်နေအကုန်သိတက်ရပါတယ်အဲ့တော့တက္ကမကြီးသိသိမလောင်းရင်လည်းနေပါဥစဉ်ပြောထားပြီးသားတန်ခါတရားလောင်းကြမလို့ပါဘူးကိုယ့်သဘောပဲမလောင်းနိုင်ရတယ်ဥစဉ်တော့ယဟန်ဖြစ်ဖို့အဓိကအကြောင်းတန်ခါရှိသမျှအပါတရားအကုန်တက်ရတယ်နောက်တစ်ခုရည်ရွယ်ချက်တစ်ခုကဘာလဲဆိုတော့ဥစဉ်လေးတွေအတွေ့အကြုံရစေချင်တယ်အတွေ့အကြုံတချို့ကဆရာတော်ကြီးတွေပဲတင်တက်နေတဲ့ခါကျဥစဉ်လေးတွေဘာအတွေ့အကြုံမှမရှိဘူးတကယ်ရဟန်းခံလောက်ပါဆိုရင်ဥစဉ်တွေမလုပ်တတ်တော့ဘူးဟုတ်ပြီလားတခါတလေဥစဉ်တွေကိုကန်ဆောင်ဖို့အတွက်ဟိုစီစဉ်ခိုင်းနေဆိုသူတို့ဘာမှမလုပ်တတ်တော့ဘူးကမ္ဘာသားမဖတ်တတ်ဘူးအစီအစဉ်မကြဘူးဖြစ်သွားတယ်အဲကြောင့်အတွေ့အကြုံရစေချင်တယ်အဲကြောင့်ဥစဉ်တို့ကရည်ရွယ်ချက်တစ်ချက်နဲ့နော်အဲ့တော့ကန်ဆောင်တဲ့အခါမှာတန်ခါများရင်ပိုကောင်းတယ်ပါတိကကြတဲ့ပုဂ္ဂိုလ်ပါခဲ့ရင်လည်းအစားပြန်ထိုးလို့ရတယ်အဲကြောင့်နံပါတ်1တန်ခါများလေကောင်းတဲ့ရည်ရွယ်ချက်ဒုတိယကတော့ဥစဉ်လေးတွေကိုအတွေ့အကြုံရစေချင်တဲ့ရည်ရွယ်ချက်ဒီနှစ်ချက်ကြောင့်ဥစဉ်တို့ကြောင့်မှာဆိုရင်ဥစဉ်တွေအကုန်တင်တက်ရတယ်မတက်မနေအကုန်တက်ဥစဉ်တွေတက်အဲ့လိုမျိုးဒါလည်းတခြားကြောင်းလိုက်တွေအတူယူလို့ရအောင်ပြောပြတာလေဒါအရေးကြီးတယ်အဲ့တိမ်စင်းကအဓိကမဟုတ်ဘူးတိမ်စင်းကိုငဲ့ပြီးတော့ရဟန်းချော့လိုက်မယ်ဆိုရင်တကယ်ပါတိကကြတဲ့ပုဂ္ဂိုလ်တွေပါနေခဲ့ရင်ရဟန်းဖြစ်တဲ့ပုဂ္ဂိုလ်ပါနေခဲ့ရင်ရဟန်းမဖြစ်တော့ဒီပုဂ္ဂိုလ်ကနော်သတိထားကြရလေးတစ်ချက်အဲ့ကြောင့်ဒါဟိုတိတ်ခါတဲ့အချက်အကြောင်းပြောရင်းနဲ့နော်ဒါနံပါတ်1ပရိသတ်မပြည့်စုံခဲ့ရင်ရဟန်းမဖြစ်ဘူးဒါတိတ်ခါတဲ့အကြောင်းပြောတာနော်ရဟန်းမဖြစ်ရင်ပြန်ထည့်ရတယ်ပြောပြတာနံပါတ်2ကတိမ်မအောင်ခဲ့ရင်လည်းရဟန်းမဖြစ်ဘူးဆရာတော်တွေကတိမ်သမုတ်တယ်သမုတ်တဲ့ခါမှာအမတန်ခတ်တယ်တိမ်သမုတ်တဲ့ခါမှာဒီနမိတ်တိုင်တွေရှိတယ်နမိတ်တိုင်ကဆိုလို့ကြောက်နမိတ်တိုင်နဲ့သမုတ်လို့ရတယ်ရေနမိတ်နဲ့သမုတ်လို့ရတယ်အင်္ဂလိပ်တိုင်နဲ့သမုတ်လို့မရအောင်ပရိထားနော်တိမ်နမိတ်တိုင်ကိုလုပ်တဲ့ခါမှာကြောက်တိုင်ပဲဖြစ်ရမယ်အင်္ဂလိပ်တိုင်မရအောင်အဲ့တော့အင်္ဂလိပ်တိုင်ကိုတိမ်နမိတ်လုပ်ခွင့်မရှိဘူးတချို့ကနားမလဲတော့ဥစဉ်တွေ့ဘူးတဲ့တခါဥစဉ်တို့ဥဆောင်တဲ့တိမ်သမုတ်ဘွဲတစ်ခုမှာပေါ့ဆရာတော်ဘာကဟိုတိမ်ဥဆောင်သမုတ်ပါဆိုလာအပ်တယ်အဲ့တော့ကောင်းပြီပေါ့နော်ဘာနဲ့သမုတ်ပါလဲကြောက်နမိတ်နဲ့သမုတ်မယ်သူကပြောတယ်ကြောက်နမဲဆိုတော့ကြောက်ကိုစင်စင်ပြီးပြီလားစင်စင်ပြီးပြီလို့ပြောတယ်အဲ့ဒါဥစ္စာနဲ့စိတ်ချတော့သွားမကြည့်လိုက်တော့တကယ်တော့သွားကြည့်ရမှာပေါ့နော်နောက်ကြတော့တကယ်သွားသမုတ်တဲ့ခါကျတော့ကြောက်တိုင်မဟုတ်ဘူးအင်္ဂလိပ်တိုင်တွေဖြစ်နေတယ်အင်္ဂလိပ်တိုင်တွေဖြစ်နေတော့ဟာအရှင်မယားဒီအင်္ဂလိပ်တိုင်သမုတ်လို့မရဘူးဆိုတော့အားချင်းအဲ့ဒါကြောက်လိုက်ချာရတာကြောက်ခဲလိုက်ချာကြောက်တုံးလိုက်ချာရတာပေါ့အဲ့တော့ကြောက်တုံးအဲ့တော့တော်သေးတယ်အဲ့နာမှာနည်းနည်းလမ်းပြင်နေတဲ့နေရာနဲ့သွားတိုးတော့လမ်းပြင်နေတဲ့ကြောက်တုံးတွေဆွဲရတာတော့အဲ့လမ်းဆိုင်ရာလူတွေကြီးကခွင့်တောင်းပြီးတော့ဒီကြောက်တုံးတွေကိုတင်သမုတ်ခွင့်ပြုပါဆိုတော့ကြောက်တုံးတွေယူတောင်းပြီးတော့ကြောက်တုံးတွေချပြီးသမုတ်ရတာပေါ့နော်အဲ့တော့ဆိုလိုတာကအင်္ဂလိပ်တိုင်းနဲ့တိမ်သမုတ်နဲ့တိမ်မအောင်ဘူးပေါ့တိမ်မဖြစ်ဘူးအဲ့တိမ်မဖြစ်ဘဲနဲ့ရဟန်းခလိုက်တိမ်ရဟန်းမဖြစ်ဘူးနော်အဲ့တော့တိမ်သမုတ်တဲ့အခါမှာဦးဇင်းတို့တိမ်အောင်ဖို့လိုသေးတယ်နော်တိမ်မှာလည်းဦးဇင်းတို့ကမ္ဘာသာဖတ်တဲ့ကမှာထိုင်ခလိုက်ပြီးဖို့လိုသေးတယ်ပေါ့ထားပါတော့โอเคအဲ့တော့နံပါတ်2ကတိမ်ပေါ့နော်နောက်နံပါတ်3ကဒီကမ္ဘာသာပီမရဟန်းဖြစ်မှာကမ္ဘာသာထိုင်ခလိုက်မပင်ရဟန်းမဖြစ်ဘူးဥပမာတစ်ခုပြောလိုက်မယ်သူနာတုဆိုတာနော်သူနာတုမှာနာကြီးရေးချာနာအဲ့တော့မြန်မာစာမှာကနာကြီးနဲ့နာငယ်ကအတူတူမကွဲဘူးနာငယ်လဲနာပဲနာကြီးလဲနာပဲပါဠိမှာကျတော့ကွဲတယ်နာငယ်ကိုတော့ရိုးရိုးတန်းတန်းနာလို့ဆိုပြီးတော့နာကြီးကိုဆိုတဲ့ကမှာရာကောက်ကိုဆိုလို့ခြာလိမ့်တယ်နဲ့ဆိုရတယ်ဟုတ်ပြီနော်နာကြီးကိုဆိုလို့ရှိရင်နာကိုဆိုတော့မှခြာကိုပေါ်လိုက်ပြီးတော့သူ့နာလို့အဲ့ဒါဆိုတာသူ့နာလို့ခြာကိုပေါ်လိုက်ရတယ်သူ့နာတုဆိုရင်မှားပြီအဲ့ရဟန်းမဖြစ်တော့ဘူးအရင်ရေးကြည့်တယ်နော်ဒါတော်တော်များများရေးကြည့်တဲ့ကိစ္စအကြောင်းကမ္ဘာသာဖတ်တယ်ဆိုတော့တော်တော်မဖတ်ရဘူးဒါတကယ်ကိုစာကိုချင်းမြတ်ဆရာသမားနဲ့သင်မှုတဲ့ပုံကကမ္ဘာသာဖတ်ရတာအဲကြောင့်တမန်တူကိုမဖတ်ခိုင်းရဘူးကမ္ဘာစာကိုအဲကြောင့်
သူနာတုဆိုရင်သွားပြီးကံပြတ်ပြီးမအောင်တော့ရမ်းမဖြစ်တော့ရမ်းရေးကြည့်တယ်နော်သူနာတုဆိုပြီးတော့ခြားကိုလိတ်ပြီးတော့ဖတ်ရမှာသူနာအောင်ဒါမှရမ်းဖြစ်တာအဲ့တော့မာကနာအဲ့ဆိုဦးဇင်းတို့ lady ဆရာတို့ရလာပြောတာပေါ့တချို့ကနားမလဲပဲနဲ့တဲ့သူနာတုဆိုပြီးတော့ခြားတန်းလန်းနဲ့ဖတ်လိုက်ရင်သွားပြီးတဲ့ရမ်းဖြစ်တော့ဘူးတဲ့ဆရာတို့ရအဲ့လိုတော့ပြောဘူးလား lady ဆရာတို့ရဒါကြောင့်ရမ်းခံတဲ့အခါမှာကမ္မဝါစာအရမ်းရေးကြည့်တယ်ထန်ကရင်းကြကြဖတ်နိုင်တဲ့ပုံကိုလိုတယ်အဲ့ဒါမှရမ်းဖြစ်မှာဟုတ်ပြီနော်ရမ်းဖြစ်တယ်ဟိုတိတ်ကထက်တယ်ဆိုတာပြောနေတာနော်အဲ့တော့ပရိသတ်လည်းတန်ခါပရိသတ်လည်းပြည့်စုံရမယ်တိမ်လည်းအောင်မြင်တဲ့တိမ်ကြလုံးဖြစ်ရမယ်ကမ္မဝါစာလည်းထန်ကတိုင်းပြရမယ်နော်နောက်ယဟန်လောင်းကလည်းဟိုအသက်20ပြည့်ရမယ်နော်အသက်20ပြည့်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဟုတ်ပြီနော်အသက်20ပြည့်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့ဒါမှသူကယဟန်ဖြစ်မှာအသက်20မပြည့်ဘဲနဲ့ယဟန်ခံမိလိုက်လည်းယဟန်မဖြစ်ဘူးတချို့ကမွေးသက်ကလေးမှားပြီးတွက်မိလိုက်တယ်ယဟန်မဖြစ်ဘူးနော်အဲ့တော့၄ချက်အမှန်၅ချက်ပေါ့ညက်ရဲ့ကမ္မဝါတစ်ခုခွဲလိုက်တာဦးဇင်းကခေါင်းပေါင်းပြောလိုက်တာညက်ကတစ်ခုကမ္မဝါကတစ်ခုပေါ့အဲ့တော့ပရိသတ်ပြည့်စုံရမယ်နော်ပရိသတ်ဆိုတာဟိုနာအနည်းဆုံးရဟန်းစစ်5ပါးရှိရမယ်နောက်အောင်မြင်တဲ့တင်ကြလုံးဖြစ်ရမယ်နော်နောက်တစ်ခါခုနကမ္မဝါစာဖတ်တဲ့ခါမှာထန်ကတိုင်းပြရမယ်အမှကမ္မဝါစာကောညက်ကောနှစ်ခုပါသွားတာပေါ့နော်နောက်ပြီးရဟန်းလောင်းဒီအသက်20ပြည့်ပြီးသားဖြစ်ရမယ်ဟိုယောက်ျားစစ်စစ်ဖြစ်ရမယ်ရဟန်းလောင်းကဟိုအချောင်းမဖြစ်ရဘူးဟိုမိန်းမမဖြစ်ရဘူးတရိษံမဖြစ်ရဘူးအဲ့လိုရှိတယ်သူကနက်တွေပါလေရဟန်းခံလို့မရဘူးသူကလူသားစစ်စစ်ဖြစ်ရမယ်လူသားစစ်စစ်ယောက်ျားစစ်စစ်ဖြစ်ရမယ်အဲ့လိုမျိုးသူကပန်တုတ်တွေပါလေရဟန်းခံရမ်းမဖြစ်ဘူးသူကအဲ့လိုမျိုးရှိတယ်အဲ့တော့ဆိုတော့တိတ်ကထက်တယ်ဆိုတာကအဲ့ဒီ၅ပါးထဲမှာတစ်ခုခုချွေးရင်းခဲ့သည်ရှိတော့ရှေ့တော့ရဟန်းခံတော့ရဟန်းဖြစ်ခဲ့တယ်ဥပမာကိုပထမရဟန်းခံတော့ကမ္မဝါဒမပြီးခဲ့ရင်နော်ကိုပထမရွာမှာရဟန်းခံတယ်အဲ့ရွာကဆရာတော်တွေကကမ္မဝါဒမဖတ်တတ်ဘူးလို့ဖြစ်ကလေးနဲ့ဖတ်ပေးလိုက်တယ်အဲ့တူရဟန်းမဖြစ်ဘူးအဲ့ဒါတန်တရားရှိလို့တိတ်ခါပြန်ထက်တာအဲ့ဒါမျိုးဖြစ်ရမှာတိတ်ခါရှေ့မှာရဟန်းမဖြစ်ခဲ့ရင်ဖြစ်ပါစေဆိုရရွေးချယ်တဲ့တိတ်ခါထက်တာနောက်ကိုရဟန်းခံတဲ့တိမ်သည်စိတ်မချလို့နောက်တစ်ခါရဟန်းပြန်ခံတာဒါမျိုးဖြစ်ရမှာနော်အဲ့တော့ပထမရဟန်းခံတော့ကအကြောင်းမျိုးကြောင့်တန်တရားဖြစ်လို့ရဟန်းပြန်ခံတာအဲ့ဒါမျိုးကိုတိတ်ခါထက်တယ်လို့ခေါ်တာဟုတ်ပြီနော်အဲ့တော့ဘာမှတန်တရားမရှိဘဲနဲ့ဟိုဒကာဒကာမပေါ်အောင်တိတ်ခါထက်တာတော့မလုံးတဲ့ကိစ္စပါဆိုပြီးတော့ဆိုတော့ lady ဆရာတော်ကောဓမ္မဒုတာဆရာတော်ကြီးကောမဟာဆရာတော်ကြီးရောမိတ်ပါတယ်ကိုတန်တရားရှိတော့တိတ်ခါပြန်ထက်ပါထက်တော့ထက်အချင်းချင်းထက်လို့ရတယ်ဒါပေမဲ့တန်တရားဘာမှမရှိဘူးကိုရဟန်းဖြစ်တာကိုစိတ်ချတယ်နော်ကိုရဟန်းခံပေးတဲ့ဆရာတော်တွေကလည်းစာတက်ပေးတဲ့ဆရာတော်ကြီးတွေရဟန်းလည်းပြည့်စုံတယ်တိမ်နဲ့အောင်မြင်တယ်စိတ်ချရတယ်ကမ္မဝါစာလည်းပီတာတယ်ဆိုရင်ဘာမှတန်တရားမရှိရင်တိတ်ကမထက်နဲ့တော့မထက်ရတော့ဘူးနော်ထက်စရာမလိုဘူးအဲ့တော့တိတ်ကထက်တယ်ဆိုတာရဟန်းမဖြစ်ခဲ့တည်ရှိတော့ဖြစ်ပါစေဆိုတဲ့ရွေးချက်နဲ့ထက်တာပါအဲ့တော့တချို့တတ်တော်ကြီးခါမှလာထက်တာမျိုးကျွန်တော်လည်းစဉ်းစားကြကောင်းလာပြီတချို့တတ်တော်ရမ်းကြည့်တယ်ဒီဆရာရဟန်းမဖြစ်ခဲ့ဘူးလားဆိုစဉ်းစားကြဖြစ်လာပြီဟုတ်ပြီနော်ဒါတော့တတ်တော်ကြီးတွေကြီးခါမှတိတ်ကထက်တဲ့ခါကျတော့ရဟန်းမဖြစ်လို့ရဟန်းခန္ဓာလားလို့ပြန်မေးစားဖြစ်လာပြီတခါကြီးမင်းနဲ့မင်းကအဲ့သဘောဖြစ်သွားတာပေါ့အဲ့တော့ရဟန်းဖြစ်လို့တိတ်ကထက်တဲ့အဓိပ္ပာယ်ကတော့ရဟန်းမဖြစ်လို့တိတ်ကထက်တဲ့သဘောပဲဖြစ်ရမယ်လက်လက်မလိုချင်လို့ထက်တာမဖြစ်စီရအောင်နော်အဲကြောင့်တိတ်ခါတက်တဲ့ဆိုတာတန်တရားရှိလို့ထက်တာပဲဖြစ်ရမယ်အဲဦးဇင်းတို့ကျောင်းထဲမှာဆိုရင်တိတ်ခါတက်ရင်ဘယ်တက္ကရာမှမလို့တချို့စာသင်သားဦးဇင်းလေးတွေလာတယ်ဦးဇင်းကတော့ထက်ခိုင်းတယ်လေဒီဆရာတော်ကြီးလည်းထက်ခိုင်းတယ်တိတ်ကအချိန်ချင်းထက်ကောင်းတယ်ဘာလို့သူ့ကိုကမ္မဝါစာဖတ်ခဲ့တဲ့ဆရာတော်တွေပိန်တွေကဘယ်လိုမှမသိဘူးလေမသိတော့တိတ်ကထက်တာကောင်းတယ်မကောင်းတယ်ပို့ပြီးတော့စိတ်ချတာအဲကြောင့်ဦးဇင်းတို့ကျောင်းထဲမှာဆိုရင်လည်းဒီလာပြီးလောက်ကွယ်15ရက်ဆိုရင်တိမ်ဝင်တယ်တိမ်ဝင်ရင်တန်တရားရှိတဲ့ဦးဇင်းတွေဘယ်သူမှမဆိုလာ6တိတ်ကထက်ခွင့်ပေးတယ်ဘယ်တက္ကရာမှဖိတ်ကြမလို့အသိပေးကြလည်းမလို့ကိုကတန်ဃာတွေစီမှာတိတ်ကချက်လိုက်ပြီးသွားပြီဒါဘသူကမှအတိပေးစရာဖိတ်စရာမလိုတိမ်စင်းလောင်းကြလည်းမလိုနော်အဲကြောင့်တိတ်ကထက်တဲ့ဆိုတာတိမ်စင်းလောင်းကြလည်းမလိုဘူးသူကတန်တရားရှိလို့ရဟန်းပြန်တိတ်ကထက်လိုက်တာဒီသဘောပါနော်တချို့ရရှင်များဟိုအလူကြီးတွေလို့ဟိုပြီးစုံအောင်လို့ဆိုပြီးတော့ကြောင်းလိုက်ဆရာတော်တွေပြီးတော့တိတ်ခါထပ်ပြရစီဆိုပြီးရှောက်တယ်မဆိုင်ပါဘူးဦးစင်းကအများနဲ့ပြောပါဦးစင်းလို့ကျွန်တော်ပြောတယ်လဲဆိုတော့ဦးစင်းတချို့ဆိုလဲဦးစင်းကပြောတယ်ရှင်များတိတ်ကထက်ပြရစီဦးစင်းကပြောတယ်ဦးစင်းကတိတ်ကမဆိုင်ဦးစင်းရဟန်းဖြစ်ပြီးသားလို့ဦးစင်းပြောတယ်အဲ့တော့လုံးချင်တဲ့ဆိုတက္ကမကြီးလို့ရဟန်းမဖြစ်သေးတဲ့ဥကိုရင်တွေရှိတယ်သူတို့ကိုရဟန်းတက္ကမလုတ်ပါအဲ့ဒါအကျိုးများတယ်သာသနာမှာစာသင်သားကိုရင်ဦးစင်းတွေအများကြီးရှိတယ်အဲ့တော့ရဟန်းမဖြစ်သေးတဲ့ကိုရင်တွေကိုရဟန်းတက္ကမလို့အဲ့ဒါကောင်းတယ်အကျိုးများတယ်လို့အဲ့တော့ဖြစ်ပြီးသားဆရာတော်တိတ်ခါတဲ့ဘာအကျိုးမှမရယူယူနဲ့ပစ္စည်းလေးပါတက္ကမခံနိုင်ပြီးပြီလို့ဟုတ်တယ်နော်ပစ္စည်းလေးပါတက္ကမဖြစ်အလူခံနိုင်6ထားလိုက်ရင်ပြီးသွားပြီလို့တိတ်ခါတဲ့လို့ဘာမှအကျိုးမရှိဘူးနော်အဲ့ကြောင့်မဖြစ်သေးတဲ့ရဟန်းဖြစ်တဲ့ဦးစင်းကိုရင်ကြီးတွေကိုရဟန်းခံပေးပါအဲ့ဒါအကျိုးများတယ်ဦးစင်းကတော့အဲ့လိုပဲပြောတယ်တချို့တက္ကမလည်းအရှင်မြတ်တိတ်ခါထပ်ပြရစီမထက်နဲ့ဦးစင်းရဟန်းဖြစ်ပြီးသားထက်စရာမလိုဘူးလူချင်းပစ္စည်းလေးမှလူတန်ရတယ်ဒါပေမဲ့ရဟန်းတက္ကဖြစ်ချင်ပါတယ်ဆိုရင်ဦးစင်းကိုခံလို့ရဟန်းတက္ကဖြစ်မှာမဟုတ်ဘူးဘာလို့ကိုကရဟန်းဖြစ်ပြီးသားလေအဲ့တော့ခံချင်တယ်ဆိုလို့ရှိရင်ရဟန်းဖြစ်တဲ့ကိုရင်ကြီးတွေရှိတယ်အဲ့စာသနိတ်တွေမှာကိုရင်ကြီးတွေကိုရဟန်းခံပေးအကျိုးများတယ်အဲ့လိုပဲပြောရတာဒါဆရာတော်ကြီးတွေနေတဲ့အဲ့လိုလမ်းညွှန်တင်တာနော်ဒါမှစာသင်သားတန်ဃာတွေလည်းချမ်းသာတာပေါ့အဆင်ပြေတာပေါ့နော်ဖြစ်ရမယ်ဆိုဒီယောက်ျားတော့ခန္ဓာကိုယ်ကတော့ယောက်ျားပဲပေါ့နော်ဒါပေမဲ့မိန်းမအငုံစိတ်ဖြစ်နေတယ်ဆိုရင်ရောဒီသူကဟိုရဟန်းခံရဟန်းဖြစ်တာသူကဒီ
မိမစိတ်ဖြစ်တယ်ဆိုတဲ့နေရာမှာလည်းဦးဇင်းတို့ဒီပေါ့နှစ်ပုံးပန်တုပ်ဆိုလို့ရှိတာပေါ့ဗျအဲ့တော့ပန်တုပ်မှာကသူက body structure ပါနည်းနည်းပြောင်းတယ်သူကအဲ့တော့ body structure လည်းသူစိတ်တစ်ခုနဲ့မရဘူးသူ body structure ပါပြောင်းမှသူကဒီပန်တုပ်စင်းထဲမှာဝင်တာဟုတ်သူကအဲ့တော့စိတ်ကော body ရောနှစ်ခုလုံးပြောင်းမှသူ့ကိုရမ်းခံပြီးလို့မရမှာစိတ်ကဖြစ်နေတယ်ဆိုတာကတော့ရမ်းခံပြီးလို့ရတဲ့အနေတော့ရှိတယ်ပြန်ပြင်ရမယ်နေတာရှိတာကိုစိတ်ကြတာလေ body ကမပြောင်းဘူးစိတ်ကပဲပြောင်းနေတာဆိုတော့သူ့စိတ်ကိုနည်းနည်းပြန်ပြုပြင်ရမယ်နေတာရှိတယ်ပေါ့ဟိုလိုစိုးစိုးဝါးရေးမဟုတ်ဘူးပေါ့ဟို body structure မှာပြောင်းသွားတဲ့ပုံကကျတော့ဆိုးတယ်သူကသူ့ရဲ့ hormone တက်တွေကဆိုပြောင်းနေတာဒီ hormone တက်ကတော့ဒုက္ခပေးတယ်ခါကျတော့ဒီရဟန်းအနေနဲ့ထားလိုက်လို့ရှိရင်ပြဿနာ problem တွေဖြစ်သွားနိုင်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကသူ့လိုမရောဟိုင်းတဲ့ထဲကိုမထည့်ခိုင်းတာ